hotel မှာတညလောက်အတူအိတ်ဖို့ပေါ့နော်အရင်တော့အမဟိုတွဲခဲ့ပူတဲ့ရီစာဟောင်းတယောက်ကပေါ့နော်သူကန်လန်းခဲ့ရပေါ့နော်အမကိုဟိုတယ်မှာဒီသူနဲ့အတူအိတ်ဖို့ပေါ့နော်အဲ့နဲ့အမပြောတာအေးပေါ့ဟိုတယ်မှာအတူတော့အိတ်ဖို့ဆိုရင်တခုခုလောက်ကျမကိုလို့ဖို့ကြံစီထားလားပေါ့နော်ကျမသူ့ကိုရှင်းရှင်းပဲမေးလိုက်တယ်အချိန်ကအဲ့နဲ့ဒီသူဖက်ကနေပေါ့နော်ပြောတာကျမဟိုစပေါ့နော်ရိုးရိုးတတပဲတဲ့ရိုးရိုးတတပဲအိတ်မယ်ပေါ့နော်သူဖက်ကကျမဘာမှမလုပ်ဘူးပေါ့နော်ဒီဟိုအများဆုံးဆိုလက်လောက်ပဲကြိုက်မယ်ပေါ့နော်ကျမလည်းသူ့မေးလိုက်တာပေါ့နော်တေရှာလာပေါ့ရိုးမသားပေါ့နော်ဟိုတယ်မှာအဲ့လိုတော့ခေါ်အိတ်တယ်ဆိုရင်တော့ပေါ့နော်ဒီတေရှာလာဘာမှမလုပ်ဘူးဆိုတာပေါ့နော်သူဖက်ကတေရှာတဲ့ကြိမ်ရဲတဲ့သူဘာမှမလုပ်ဘူးပေါ့နော်ကိုကိုပေါ့နော်ဒီလိုကျူးလွန်မှာမဟုတ်ဘူးပေါ့နော်ဘာမှမလုပ်ဘူးပေါ့နော်တေရှာတယ်ပေါ့နော်သူဖက်ကအချင်းချင်းဒီလိုပြောတယ်ဆိုတော့ကျမတော့တေရှာလောက်တယ်တော့ငါဘာမှလုပ်မှာမဟုတ်ဘူးပေါ့နော်အဲ့နဲ့ကျမလဲသူ့ကိုပြန်ပြောလိုက်တာပေါ့နော်ဒါဆိုတွားပေါ့နော်မတွားဘူးဘာဆိုနေဘာမှမလုပ်ပဲနဲ့ငါဘာခေါ်တော့လုပ်မလဲပေါ့နော်ဟိုတယ်မှာအလကားချင်းကုန်တယ်ပေါ့နော်အိမ်မှာပဲကိုအေးရအေးချောင်းပဲအိတ်လိုက်ပြီးရောပေါ့နော်ဘာမှလည်းမလုပ်ပဲနဲ့ဘာခေါ်သွားလုပ်မလဲဟိုတယ်မှာပေါ့နော်ချင်းကုန်တယ်ပေါ့